အောင်ကိုဝင်း ဗျာ သူ့ပြောဟုတ်လား ဟုတ်ဘူးဟုတ် 什么别站着了啊？妈妈是，我的妈妈你看也不要没事。就你自己。ငါရေရှောင်းကိုဝင်းမယ်ဘေးမှာလဲကောင်းမှလဲတယောက်နဲ့တွေ့ကြသေးတာပေါ့အောင်ကိုဝင်းလေးပါလားတက်တက်ချင်းတွေ့လဲတွေ့တတ်ပါဒါနဲ့နေ့တော်တဲ့ရှင်းလာဝယ်ပြရလား ဘာပြောလိုက်တယ်ဒီအစင်နဲ့ဒီအစင်အတော်ဖြစ်เสียလားငါကမောင်ကိုအရိတ်လို့အေးမြတယ်မမဟဲ့မမ ဒီပါမမရဲ့သိလို့နော်မမ sorry ပါ ဟာဆက်ဘယ်လိုလုပ်ပြီးရောက် မောင်လည်းမသိဘူးလေမောင် စိတ်ညစ်တယ်ဒီစီရောရှုပ်လို့ရောက်ရနော် တကယ်ပြောတာပါအမကြီးမောင်လည်းမသိလို့နော် ဟဲ့ ထားလိုက်ပါအမကြီးသူ့ကိုခရီးဆိုင်ဝင်မောင်ကိုမရလို့ရန်လာရှာနေတာပါဒါကတော့အတိတာကြီးပဲလေဘာပဲဖြစ်မောင်ကမမအပိုင်ပဲ ခေစမ်းပါညီမမောင်လေအမရဲ့ကောင်လေးနဲ့လိုက်မဲ့15ပဲရအကောင်းစားဆွေးကြိုးကြည့်ကြည့်လေးပြပေးပါ ဟုတ်မမဟုတ်သူကကျိုးဆိုထန်ခဲကြည့်ကြည့်နဲ့စတန်ချပ်ပြန်မှဝတ်ဆောင်တယ် ဟုတ်လားဘာ မဟုတ်ဘူး မှာပါရှင်ဒါလေးရာလေးနိုင်ငံကျော်စက်တက်ရဲ့ကိုပိုင်စိတ်ညံနေတိတ်တိတ်ချာချာခက်လောက်တာဒီဇိုင်းနေကြည့်တယ် ဒီကျိုးလေးကကြည့်လေးနဲ့သူရချိုက်တဲ့ကျိုးလေးနမေရနဲ့သူနဲ့အောင်ကိုမလေးဒါလေးရရွှေတင်ဘလို့လဲ စီချင်းလေးရတဲ့ချက်တောင်းဝင်ကြနေစားရှိပါတယ်ရှင် ဟုတ်လားကြိုက် ဟုတ်ဟာမကြိုက်ဘူး နောက်ပြီးဒီကျိုးလေးဆိုပိုက်ကောင်လေးပုံစံကျိုးသူရချိုက်မှာဝဲရပါတဲ့ yes မကြလို့တဲ့ဒီကျိုးရဒီချက်တော်ရင်ဆောက်ရဒီကျိုးကတော့မချက်ဝင်ချင်ပါ အပြောဟုတ်လား အင်း ဒီမလေးဒီကျိုးလေးရော မလေးကိုတားမင်းနေပါနဲ့ငါပြပြဒီကျိုးဆိုရင်သူ့ရဲ့ favorite ကျိုးလေးဒီဇိုင်းရလဲဆက်ဆန်ဘူကလဲလက်လက်နဲ့ထားချက်ထားဝတ်မယ်ရမ်းကိုမိမိုက်တာလို့ပြောပြီးတော့ဝတ်တာသူကအဲ့လိုကိုကြိုက်တာဒီကျိုးလေးဆိုရင်တစ်ချက်ကြော်ကနေစရတယ်မင်းရှိရပြထားတဲ့ကျိုးကတော့ငါချက်တိုင်းကျိုးပေါ့ အောင်ကိုဝင်း ဗျာ သူ့ပြောဟုတ်လား ဟုတ်ဘူးဟုတ် နင်အဲ့လိုပြောလား ပြောပါဦးပြောလည်းမပြောမိပါဘူးမိုင် နင်တော့နင် တောင်းကြပါလားငါဒီတိုင်းပြောပြတာစိတ်မစားငါလည်းဘုမမှာပြည့်ကြည့်လက်စားလေးမလို့စောမယ်လားဒါမဖြစ်ကြနဲ့နော် အာမောင်ကြီးနင်လည်းပဲဒီဇိုင်းကြိုက်တယ်ဘယ်ကညီမလေးယူ အကုန်လုံးယူပါမ ယူညီမလေးအကုန်လုံးကထည့်ပေးလိုက်တော့ အဲကြောင့်မောင်ကိုချစ်နေရတာ Big Branded Quality Fan နိုင်ငံကျော်ဆွဲထက်